Star Zone ဂျိုသားဆိုတဲ့ဇလန်ကသူစတာဆိုတော့လေ Star Zone ကတော့သူကတော့တစ်ဖက်ကဂျိုသားပေါ့ဗျာကျွန်တော်ဒီဘက်တစ်ဖက်ကဂျိုသားပေါ့ခင်ဗျားတို့မြင်လိုက်ပေါ့ဗျာဂျိုသားချင်းချင်းပဲပေါ့ကျွန်တော်ချင်းကသူပြောတာလေတချို့အကြောင်းကလေကျွန်တော်ကြိုက်ပါတယ်ဟိုနိုင်ငံရေးခံယူချက်မတူတာတော့တခုပေါ့ဗျာနိုင်ငံရေးခံယူချက်ဆိုတာလေကျွန်တော်ကလည်းတစ်ဖက်ပိတ်မဟုတ်ဘူးเนาะကျွန်တော်အမှားမှန်ကျွန်တော်အားလုံးသိတယ်ဒါပေမဲ့အဖြစ်တင်တာကိုကျွန်တော်အခုဟိုကျွန်တော်ပြောတင်တာကိုကျွန်တော်ပြောတာဒါပဲကျွန်တော်စားဆုံးကျွန်တော်အရင်ကကြိုက်တယ်ဆိုတော့ तू ပြောတဲ့စကားရဲ့လူငယ်တယောက်အနေနဲ့ကြည့်တော့အထာကြတယ်ဗျာသိရမှာ तू ပြောတဲ့စကားတွေကထားကြတယ်ဒါတဖြည်းဖြည်းနဲ့ तू ပြောတဲ့စကားတွေကနဲ့အိဗယ်မဲ့လာတယ်ဗျာသိတယ်အဓိကဒီဘာသာရေးနဲ့ပတ်သက်ပြီးမှဘာသာရေးနဲ့ပတ်သက်ပြီးပြောနေမှာတစ်ဖက်သက်ဆန်လာတယ်အရင်ဆုံးကျွန်တော်ဘာသာရေးနဲ့ပတ်သက်ကြောဒီဘဲကအရင်က तू ပြောရဗျာဒီဖုန်ကြီးတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောပိုးစုပတ်ဆက်ပြောတယ်ဗျာ तू ကတိန်ကြုံပြီးပြောတာအားလုံးဒါပေမဲ့မဟုတ်အဲ့လိုမျိုးမကောင်းတဲ့ဖုန်ကြီးတွေမရှိဘူးမဟုတ်ရှိတယ်ဖုန်ကြီးအတုအဆောင်အယောင်နေရှိတယ်ကျွန်တော်အရင်ပြတ်သွားတဲ့အကောင့်မှာကျွန်တော်ပြောထားတာစေးချနေတဲ့ဖုန်ကြီးတွေခင်ဗျားတို့မြင်နေတာဘိန်းဖြူထိုးနေတဲ့ဖုန်ကြီးတွေတင်ငန်းကြီးခြုံပြီးဘိန်းဖြူထိုးနေတာခင်ဗျားကြည့်ချင်လားရန်ကုန်မြို့မှာကြည့်ချင်လားမန္တလေးမှာကြည့်ချင်လားကျွန်တော်ချက်ချင်းပြမယ်တရင်တော့တယောက်လာခဲ့ကျွန်တော်ချက်ချင်းပြမယ်တကယ်ပြောရအောင်ကျွန်တော်ဒီစကားကိုပြန်တင်လိုက်တရင်တော့ဖြစ်ဖြစ်ဒီအစိုးရကြီးခဲ့တဲ့ရောက်ဒါမှမဟုတ်တာသနာဝင်ကြီးဖြစ်ဖြစ်တာသနာဒီဟိုကြိုက်တဲ့လာခဲ့ဗျာလိုက်ကြည့်ချင်ကျွန်တော်အခုချက်ချင်းလိုက်ပြမယ်ဗျာလာခဲ့ရန်ကုန်မှာကြည့်ချင်လားမန္တလေးမှာကြည့်ချင်လားတင်ငန်းခြုံကြီးနဲ့ဘိန်းထိုးနေတာခင်ဗျားတို့တွေ့ရမယ်အဲ့လိုမျိုးအတူရောင်နေရှိတယ်ဒီလူတွေကဘာလို့လဲဆိုမနေ့ဆိုရင်အလူတက်ထွက်ခိုင်းတယ်ညဆိုဘိန်းကမ်းမှာအိတ်တယ်အဲ့လိုနေရာတွေအများကြီးရှိတယ်ခင်ဗျားတို့သိလားကျွန်တော်ပြောရမယ်အဲ့လိုအရာတွေကျွန်တော်လက်ခံတယ်ဒါပေမဲ့ Star ဆုံးကနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့အကုန်သိန်းကျုံပြောတာဒီဖုန်းကြီးဆိုတာနဲ့သူကအကုန်သိန်းကျုံပြောတာတကယ်ကောင်းတဲ့ဖုန်းကြီးတွေမကောင်းတာတွေအကုန်ပြောတာနောက်ပိုင်းကျတော့ကျွန်တော်သတိထားမိတယ်ဘယ်ဟုတ်နေလဲဒီဘက်ခရစ်ယာန်ကျွန်တော်ဒီဘက်ကိုဗုဒ္ဓဘာသာထင်လို့ဒီဘက်ဗုဒ္ဓဘာသာမလို့ကိုဘာသာအကြောင်းကိုဝေးဖန်နေထင်လို့ကျွန်တော်ကပထမကတော့မောဟန်ဖြစ်တာဘယ်ဟုတ်မလဲဗျဘာသာခြားကျွန်တော်တို့ဘာသာကိုစော်ကားနေရလीအဲ့အောင်ခင်ဗျားတို့ဒီဗုဒ္ဓဘာသာတွေကသွားပြီးမှန်တယ်လုပ်နေခင်ဗျားတို့စောက်ပိန်းနေအဲ့စားဆိုတော့နောက်ပိုင်းကျဘယ်လိုဖြစ်လာလဲဆိုဒီမြန်မာနိုင်ငံကလူတွေဒီပညာရေးချိုးတဲ့လူတွေဟုတ်တယ်သူတို့ပြောနေတောသားဗာလဲတောသားတွေဗမားတွေဗာဖြစ်တယ်သူပြောရတယ်ဆိုတော့မြန်မာနိုင်ငံကောင်စောင်းနှိမ်တာအိပဲသူအမေရိကရောက်တော့မှသူကောင်းကောင်းစားဘူးတော့မှသူမြန်မာနိုင်ငံလူတွေနှိမ်တာသူကိုယ်တိုင်လည်းသိတယ်ဗျာဒီနိုင်ငံကလူတွေပညာရေးနှိမ်ပါတယ်ဆိုတာဒီနိုင်ငံကလူတွေဒီလိုဖြစ်မမီဘူးဆိုတာသူကိုယ်တိုင်လည်းသိတယ်သူကိုယ်တိုင်တော့မှဒီမြန်မာနိုင်ငံမှာရှိမှအာချောင်ရဲလို့လားသူတော်မှနိုင်ငံရောက်မှအာချောင်တာမဟုတ်လားအဲ့ဥစ္စာဒီမြန်မာနိုင်ငံမှာကြံခဲ့တဲ့လူတွေကို तू ကမင်းတို့ကစောက်ပိန်းနေမင်းတို့ကဘာမှမသိဘူးငြိမ်ခံတဲ့ကောင်နေမင်းတို့ဘာပညာမှမတတ်ဘူးဗလိုင်းထိုင်ပြီးတော့နှိမ်နေတာကကိုယ်မြန်မာနိုင်ငံသားကြီးကိုဒီကျွန်တော်မြန်မာလူမျိုးတွေဗလိုင်းစော်ကားနေတာကိုခင်ဗျားတို့ဘာကြီးသွားပြီးအားကြတယ်ဘာကြီးသွားပြီးအားပေးနေခင်ဗျာဗုဒ္ဓဘာသာတွေခင်ဗျားတို့ဒီဘုန်းကြီးတွေအားလုံးကောင်းပါတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ခင်ဗျားတို့အုံနောက်ရှိစဉ်းစားဘာသာကြားတယောက်သူခရစ်ယာန်နော်သူခရစ်ယာန်ဘာသာကြားတယောက်ကသူဖရားကြတော့သူကောင်းကောင်းမွန်ဘာဖြစ်တယ် Jesus Christ သူအမြဲတမ်းပြောတယ်ကျွန်တော်တို့ဒီဗုဒ္ဓဘာသာရောက်တော့သူမှုချိုးပြောတယ်ခင်ဗျားတို့ဒါဘာကြောင့်လက်ခံနေရလဲကျွန်တော်ကိုယ်တိုင်နဲ့ Star Stone အရင်ကကြိုက်ခဲ့တဲ့ကောင်ကျွန်တော်အရင်အကောင့်ဟောင်ပြတ်သွားတဲ့အကောင့်မှာ Star Stone ရဲ့ video share ထားတာတောင်ရှိတယ်ခင်ဗျားတို့အရင်သိရတဲ့လူတွေရှိတယ်နော် repost လုပ်ထားတာတောင်ရှိတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့မဖြစ်တဲ့တော့ဘူးဗျဒီဘဲပြောတာတွေကဒီဘဲတစ်ဖက်သက်အားဆန်တယ်သူ Christian ညာတော့သူဟာဖြစ်တယ်ဒီဗုဒ္ဓဘာသာကျတော့သူဖိပြောတယ်